လေးကျော်ဦးနန်းနီဝေပီโอเคဒီသုံးဦးတွေကတတိယဆုရှင်ကိုအရင်ဆုံးကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်တတိယဆုရှင်ကိုအရင်ဆုံးကြေညာပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဟိုဘက်မှာညီမလေးနန်းနီရှိမယ်အလဲမှာမောင်လေးကျော်ရှိမယ်ဒီဘက်မှာညီမလေးဝေပြီးရှိမယ်တတိယဆုရှင်ကိုခံမှန်းကြည့်ရအောင်အခုဓာတ်ရိုက်ထုတ်ရတဲ့စမှုကိုကြည့်နေပရိသတ်များရှင်တတိယဆုရှင်ဘယ်သူဖြစ်မဲ့ချင်ပါတယ်လဲကွန်မန့်မှာရေးပေးပါတတိယဆုရှင်ဘယ်သူဖြစ်မဲ့ချင်ပါတယ်လဲတတိယဆုရှင်ကိုကြေညာပေးသွားမှာဖြစ်ပါတယ်မြန်မာ Star Season 2တတိယဆုရရှိရသူဖြစ်ပါတယ်ရှင်ဒီစာကြီးထဲမှာရှိပါတယ်မြန်မာ Star Season 2တတိယဆုရှင်ကတော့ဘယ်သူချင်ပါသလဲရှင်မြန်မာ Star Season 2တတိယဆုရှင်ဘယ်သူဖြစ်မဲ့ချင်ပါသလဲရှင်စတင်ကြေညာကြပါတယ်ဒီကနေ့ညမြန်မာ Star Season 2 Grand Final Live Show ကြီးကနေရင်ကုန်စွာဖြင့်စတင်ကြေညာပေးပါရစေတတိယဆုရှင်ကတော့ဝေပီဖြစ်ပါတယ်ပရိသတ်တွေခံမှန်းထားတာနဲ့ထပ်တူကြပါရဲ့လားရှင်ကွန်မန့်မှာရေးပေးသွားလို့ရပါတယ်ထပ်တူကြရဲဆိုရင်ထပ်တူကြရဲဘယ်လိုမျိုးစိတ်ခံစားချက်တွေရှိနေလဲသိချင်ပါတယ်မကြာခင်ချိန်တွင်းမှာအခုနောက်ဆုံးဆိုတော့နှစ်ဦးပေါ့နော်ကျော်ဦးနဲ့from ကျော်ဦးနဲ့ညီမလေးနန်းနီကျေးဇူးပြုပြီးတော့အရှိလေးကိုထွက်ခဲ့ပေးပါရှင်โอเคဆိုတော့ဒီနှစ်ဦးတွေကတဦးကတော့တေချာပေါက် winner ဖြစ်မှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ဦးတွေက winner ဘယ်သူဖြစ်မလဲဆိုတာကိုကြေညာပေးရတော့မယ့်အချိန်ဖြစ်ပါတယ်ပရိသတ်များရှင်မကြခင်ပြန်လာခဲ့ပါဦးမယ်ရှင်မြန်မာ Star Season 2 Grand Final ဓာတ်ရိုက်ထုတ်လို့တင်ဆက်မှုဖြစ်ပါတယ်အခုအားလုံးရဲ့ရှေ့မှာရှိနေတဲ့ပြိုင်ပွဲဝင်နှစ်ဦးမှာတဦးကတော့တေချာပေါက် winner ဖြစ်ပြီးတော့မြန်မာ Star Season 2 ရဲ့ winner ဆုရှင်ဖြစ်တဲ့တဦးဟာဆိုရင်တေချာပေါက်ဆုငွေကျပ်သိန်း1000တိတိကိုပိုင်ဆိုင်တော့မှာဖြစ်ပါရဲ့ရှင်အဲ့တော့စမွေရဲ့လက်ထဲမှာဝင်းနဲ့ဘသူလဲဆိုတာထည့်သွင်းရေးသားထားတဲ့စာအိတ်ရောက်ရှိနေဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဒုတိယဆုရှင်ကိုကြေညာသွားမှာမဟုတ်ဘဲနဲ့ဒီ season တစ်ခုလုံးရဲ့
winner ဘယ်သူဖြစ်မလဲဆိုတာကြေညာတော့မှာဖြစ်ပါရဲ့ရှင်ဖွင့်ဖက်လိုက်ရတော့မလားနော်အရန်ကြတယ်နော် Okay ဖွင့်ဖက်လိုက်အောင်မယ်ဖိုင်ကနည်းနည်းရှုပ်နေလို့ဒီမှာထားလိုက်အောင်မယ်နော် music band ကိုနှောက်ရှက်သေးတာ MC ကစာရွက်မပါဘူးပဲအော်မောဒီဘက်လက်နဲ့ညက်နေရပါတယ်Myanmar Star Season 2 Grand Final Live Show ကြီးအကောင်းဆုံးစ조사ရှင်ပြိုင်သွားကြတဲ့ကျမတို့ရဲ့ပြိုင်ပွဲဝင်အားလုံးထဲမှာအကောင်းတကအကောင်းဆုံးထိတ်ဆုံးဖြစ်တဲ့ Winner Myanmar Star Season 2 Winner ဘယ်သူဖြစ်မဲ့တင်ပါလဲနောက်ဆုံးတစ်ချိန်နှစ်ယောက်လုံးရဲ့နာမည်တွေကမျှနေတယ်။ Okay ဒီတစ်ခါတကယ်နောက်ဆုံး Myanmar Star Season 2 Winner ဘယ်သူဖြစ်မဲ့တင်ပါသလဲ။ Okay ရှင်ခုံစွာဖြင့်ကြေညာပေးကြပါမယ်။ Myanmar Star Season 2 Winner ဘယ်သူဖြစ်မဲ့ထင်ပါသလဲရှင်စတင်ကြေညာကြပါမယ် Myanmar Star Season 2 Grand Final တောက်လျှောက်ရှင်ပြိုင်ခဲ့တဲ့အထဲမှာအကောင်းတကအကောင်းဆုံးထိတ်ဆုံးနေနဲ့ရရှိသွားတဲ့သူကတော့စုချင်းငွေ3,000တိတိပိုင်ဆိုင်မယ်ကျမတို့ winner Ephraim Chow ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့စုချီးမြင့်မဲ့အစီအစဉ်လေးလည်းရှိပါသေးတယ်ရှင်ကျောင်း congratulations ပါဒုတိယဆုကိုရရှိပိုင်ဆိုင်တာကတော့ညီမလေးနန်းနီဖြစ်ပါတယ်ရှင် congratulations နန်းနီညီမလေးတကယ်အများကြီးကြိုးစားခဲ့ပါတယ်ဟုတ်ကဲ့အဲ့တော့ကျမတို့စုချီးမြင့်မဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်အဲ့တော့Myanmar Star Season 2ရဲ့ winner မောင်လေး Ephraim ကျော်ဦးကိုစုချင်းငွေချီးမြင့်ပေးဖို့အတွက်ကျမတို့Myanmar Star ရဲ့ founder ကိုချစ်ခင်စွာဖြင့်ဖိတ်ခေါ်ပါရရှင် Congratulations ဆုရမယ်နော်လာပြီဟုတ်ကဲ့စုချင်းငွေ3,000တိတိကိုကျမတို့Myanmar Star ရဲ့ founder ကနေပြီးတော့စုချီးမြင့်သွားမယ့်အစီအစဉ်ဖြစ်ပါရဲ့ရှင်
Congratulations ပါ Okay winner အတွက်လက်ခုပ်တံအကျယ်ဆုံးကျမတို့မြန်မာ Star Season 2ရဲ့ winner Ephraim ကျော်ဦးဖြစ်ပါတယ်ရှင် trophy လေးပေးဖို့ကြံပါသေးတယ်ရှေ့လျှောက်ပြီးတော့ကျမတို့နုပညာလမ်းခီးမှာအများကြီးပိုမိုတောက်ပတဲ့ကျယ်ဝန်းဖြစ်ပါစေရှင်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့ဒုတိယဆုရှင်ညီမလေးနန်းနီပေါ့နော်ဖိတ်ခေါ်ပါတယ်ဆုလက်ခံရယူပေးပါရှင်ဒီဆုကိုတော့ဆရာဦးကဦးကနန်းနီဒုတိယဆုရှင်ညီမလေးနန်းနီအတွက်ဆုချင်းငွေ3,400နဲ့ဂုဏ်ယူရတဲ့မြန်မာ Star ရဲ့ trophy ပေးအပ်ခြင်းမြင့်ပေးတာဖြစ်ပါတယ်ရှင်အားလုံးရဲ့ဂုဏ်ပြုလက်ခုပ်တံဆရာဦးကောက်သားကျေးဇူးအများကြီးတင်ပါတယ်ညီမလေးနန်းနီ congratulations ပါဟိုဝင်နာရဲ့ပန်းစည်းကမမဆုမအပြီးယူရတော့မလားပြန်မတောင်းတစ်ကနေ3ထိရှိမယ်ဆိုတော့နောက်ထပ်တစ်စုစမတို့တတိယစုကိုလက်ခံရယူပေးဖို့အတွက်ညီမလေးဝေပြီးချစ်ကစားပြေပိတ်ခေါ်ပါတယ်